အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့နေနေပါအဲ့ဒီနေ့ video ကတော့ကျွန်တော်တို့ Roblox ထဲမှာထွက်ထားတာတိတ်မကြသေးဘူးဆိုရင် ဆော့လို့ကောင်းတဲ့ game ဖြစ်တဲ့ Ruzy Rap ဆိုတဲ့ game ကိုကျွန်တော်ဒီနေ့စောတာမှာဖြစ်ပါတယ်ကျွန်တော်တယောက်ထဲတော့မဟုတ်ဘူးဗျကျွန်တော်တကယ်ချင်းနေနေပါတယ်ပေါ့နော်အဲ့တော့ video လေးကိုအဆုံးထိမကြည့်ရင်မှကျွန်တော်ရဲ့ channel ကို like subscribe လုပ်ပြီးတော့ VPN လေးနဲ့ခန့်ကြည့်ပေးကြပါအားလုံးတောင်းဆိုချင်ပါတယ်ဗျအဲ့တော့သွားလိုက်ရအောင် let's go Okay ကိန်းနေအောင်စလာပြီပေါ့နော်ကျွန်တော်တို့ဒီမှာရောက်လာပြီဟိုတပြရတယ်ကျွန်တော်ဒီဘက်ကကပါမှာပေါ့နော်ကျွန်တော်တမောလေးစားပြီးတော့ကျွန်တော်တို့တွားပြီပေါ့နော်အဲ့တော့တမောလေးဆောက်လိုက်ပါဦးမယ်ကျွန်တော်တင်ရချင်းနေတော့တမောဆောက်နေရောဗျာကျွန်တော်ကတော့ဒီတိုင်းပဲပစ္စည်းလေးလိုက်ဖွင့်ရအောင် let's go အဲ့တော့ဒီຢာလေးဖွင့်မယ်မရှိတဲ့ထဲပါအော်ရောဤကားလေး what the hell ဤကားရောလိုက်ယူဟာယူခတ်နေသေးရကျွန်တော်ဤကား short ခိုင်းဟာမိုက်တယ်ရောချိုးလိုက်အောင် okay အဲ့တော့ကျွန်တော်တမောထပ်ဖွင့်ရအောင် let's go ကျော်ရော open ဟာopen ကျွန်တော် shotgun အမိုး let's go အဲ့ဆိုရင်ကျွန်တော်တို့ကျွန်တော် shotgun ကြီးကို shotgun ရသွားပြီဆိုတော့မဆိုးရပါဘူးပေါ့နော်စသတင်နေရနေပြီအဲ့တော့ဒီလိုအပ်တဲ့အပြားလေးတွေကိုကျွန်တော်တို့တင်ငယ်ချင်းကိုပေးလိုက်အောင်အဲ့မှာကျွန်တော်မဆောက်တဲ့6ထားလေးကိုရှိရပေါ့ဗျာအဲ့ဒါလေးကိုတစ်ချက်တော့ချိုးလိုက်ပါအောင်ခင်ဗျာThe floor is camera နဲ့မိုးရွာပြီ။ Oh လှုပ်လာပြီ။ Oh my god လှုပ်လာပြီ။ Let's go ကျွန်တော်တို့ရေးတက်ပြီထင်တယ်ပေါ့နော်။ Okay ရေးတက်လာပြီရ။အဲ့တော့ကျွန်တော်တို့ရွက်သွားလိုက်အောင် Let's go ရွက်လွတ် Okay ရော့ Okay ရပြီဒါပဲ။ဒီတိုင်းမှာကျွန်တော် speed ရတော့ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့သိရမလား။ကျွန်တော်ဂျာထဲမှာပိန်တယ်မိုက်လာရဲဆိုတော့ကျွန်တော်တီးထားပါပေါ့နော်။ဂျာထဲမှာကျွန်တော် video record လုပ်လိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ပြန်လုပ်ရတဲ့အချိန်မှာတော့ကျွန်တော်တို့လေကိုလာတိုက်နေပါဗျာအဲ့တော့ကျွန်တော်တို့ရဲ့ငွေချင်းကပေါင်းဝင်ချပြီးရပေါ့နော်ဒါပေမဲ့ကျွန်တော်က repair လုပ်ပြီးနေတယ်အမှအဲ့ဒီလေမှောက်သွားခိုင်းနေမှာကျွန်တော်တကယ်ကြအောက်ရောက်သွားအမှတစ်ခါရင်းနေပြီးရှော့သွားပါတယ်မင်းတို့ကြည့်လိုက်တော့အထည်သိမ်းမှန်တယ်ကျွန်တော်တွေ့ရတယ်ဒီနေ့ပဲရှိအောင်ဆိုကျွန်တော်ပပြေးရချိန်မှာပေါ်ကနေရောလိုက်လာတယ်ဟိုမပြောတော့နှစ်ကောက်တော့ what the fuck တော့ပြီးတယ်ကျွန်တော်အမတေဝါမတေဝါဘာသာလို့ကြည့်ရတော့ဗျာAnother one.တဖြည်းဖြည်းသွားနေတယ်ကျွန်တော် line နဲ့ပူချမ်းတာကိုခံစားရတယ်ဗျာဘာလို့လဲပဲကြည့်ရတော့ဗျာဘာကြောင့်အိုးရဟုတ်တယ်ဟာမိုက်တယ်ကိုဟိုကောင်နဲ့ရက်နေကျွန်တော်ဟောရစီတယ်ဖြစ်နေကျွန်တော်တဖြည်းဖြည်းနဲ့တော့ညနေလာပြီပေါ့နော် yes ကျွန်တော်ဟို900မီတာရောက်တော့ဗျာကျွန်တော်ညဘက်လေးရောက်နေပြီမှောင်နေပြီဆိုတော့ကျွန်တော်ဒီမီးလုတ်လေးနားမှာပဲနေတာပဲဘာလို့ဘာပဲဆိုတော့သိရမလားမှောင်တော့ကျွန်တော်အနေရရှိရဗျာ我们头那的那边要的一个月，OK 哈，但那个这边 story 哈，story 啊，喏，会呀，不然那表演喏，人家阿老板喏，10块不老板的，如果今年讲的，人家要你，喏，哦，我这个没呀，OK，来没了，哦，我没弄给他呀嘞。打没要你，要不就得去你们讲，OK，就那啥东西扔里面，哦，我拉边的。拉ပြီးနေတယ်လာပြီးဝေးနေဗျမိုက်တယ်ရောက်တကယ်ရဲတဲ့ဒီဆက်တယ်တော့တော့ရှုပ်လို့ပြရဘာလို့ကျွန်တော်တို့မီတာ1000နီးပါးကိုပြေးတော့မယ်ဆိုတော့တော့ရှုပ်လို့မရတော့ဘူးဗျကျွန်တော်ထေပိုးခက်လာပဲထတာပဲပေါ့နော်ခေကျွန်တော်အခုကျွန်တော် true ပဲပေါ့နော် true မယ်ဆိုတော့ကျွန်တော်တကယ်ချင်းအနောက်ကနေလိုက်လာရဲဆိုတော့ကျွန်တော်ဒါ store ထိုင်ပေါ့နော်အဲ့ဆိုရင်ဖြစ်သွားပြီးဟိုကနေငါတို့မိသွားမယ်အဲ့ကြရင်ဟိုကနေတော့ချက်လို့ရှိရင်ကျွန်တော်အရှိထွက်လိုက်မယ် yes ဒါဆိုရင်တော့ကျွန်တော် true ရ okay အော်ပြီနော် let's go နှိပ်ရော့ရက်လိုက်ပြီ要你，多差，都差，咁啲就算你睇乜嘢咩？睇乜嘢？你話啦嘛？我呢度都嚟未？哟 ，OK， 哟，都話，寶寶，喂到 ，OK， 搞而家喂，哦，正嘅。ကျွန်တော်ရေခမ်းသွားပြီဆိုတော့ထောက်နိုင်မယ်ကျွန်တော် gas station ကိုတားပြီးတော့ကျွန်တော်ပစ္စည်းတော့မှမယ်ပေါ့ဗျာ okay အရှိရဖုန်းထဲမှာဘာရှိမလဲမသိဘူးကျွန်တော်ချက်ရှိုးပဲပေါ့နော် open ရအောင်
哎呀，都弄面了，what the fuck？哎呀，然后 pick up 起来你咯，哦呀，now I'm broke 的呀哈。ရှေ့က gas station နဲ့ကျွန်တော်တို့တွားပြီးတော့တခြားတော့စီးလေးတော့မှားမယ်ပေါ့ဗျာ။ဟိုမှာတော့ကျွန်တော်ဒီမိုတွေမပြည့်အပြားတွေ။အိမ်စားတဲ့ကောင်ကကျွန်တော် DMS ပေါ့နော်။အဲကျွန်တော်ဘာသာလို့လည်းမေးဖို့မေးတာပေါ့နော်။ Oh pistol ammo let's go ။အဲ့ဒါ please ။ဟိုလည်း helmet okay ။ဒါဖြစ်ကျွန်တော်အဆင်ပြေရပေါ့နော်။အဲ့တော့ကျွန်တော်ထပ်ပေါက်ပဲ။နှစ်ပုံးကြံနေဗျ။အဲ့ pistol ammo ပဲ okay ယူထားလိုက်မယ်နော်။ဒါပါရောမှောက်မင်းနိုင်မယ်။အော်ခါတော့ဖင်းနေ။အော် okay ဒါတော့ပဲပေါ့နော်အသစ်စားပဲ။အော်ရငါတော့တော့မရလား။ဒီဘက်ဆက်သွားမှရှင်တယ်ပေါ့နော်။မှန်ထွက်တူရမရအောင်။ okay အဲ့တော့ကျွန်တော်ဒီ pistol ammo လေးထည့်လိုက်မယ်။ရော okay ။ဒီနေ့ဒီဘက်လုပ်လိုက်။ okay အဲ့တော့ကျွန်တော်what the hell ရဟုတ်တယ်ဟာမိုက်တယ်ဟာမကျူးရှိုးလိုက်ဟိုမှာတိုက်ပါရှိကျွန်တော်တွိုက်ဦးတယ်။ဒါတော့ကျွန်တော်ခံနေပေါ့နော်။ခံနေမှာတော့ကျွန်တော်ဒီမှာဒီ macro ဆိုတဲ့ဘေးလေးကတုံးလေး။ညဘက်တော့ရောက်ပြီကျွန်တော်တို့မီတာ1900နီးဝရောက်နေပေါ့နော်။အဲ့ကျွန်တော် repair လုပ်ပါပါဆိုတော့ enemy ဘက်ကောက်အောင်လည်းကျွန်တော်တို့အတိပြက်လာဗျ။ enemy မဟုတ်ရတော့ပင်တယ်မြတ်ပြမှာပေါ့နော်။ပင်တယ်မြတ်ပြတော့ကျွန်တော်တို့က share repair ရတယ်ပေါ့နော်။ကျွန်တော်ခု repair တာပြီးဆိုလိုက်။ဟော repair ညာတော့အကုန်လုံး repair ညာရပေါ့နော်။အဲ့တော့ရှေ့ကတိုက်တယ်မှာတိုက်တော့ဝင်ရောမယ်ပေါ့နော်။ဘာလို့ဆိုတော့ကျွန်တော်တို့တမောရကြည့်အောင်ဗျာ။တော်တော်ဆွတ်ပြတ်တက်နေပြီဗျ။တော်တော်လေးတော့ဆော့လို့ကောင်းတဲ့ကိန်းလေးပေါ့နော်။ဘာလို့လဲဆက်တော့ကြည့်ဖို့အားလုံးတော့ကပဲပေးကြည့်ပါလေခင်ဗျ။ဟေးပြနေပြီ။ဟင်းနေအမောင်းလေးဆိုဟုတ်လေ။အမောင်းလေးဆိုငါတို့ခံလို့လဲဆိုခင်လဲဆိုဟုတ်လေချာအိုးဟုတ်တယ်ဟာချာအကောက်ချအိုးဟုတ်တယ်ချာငါတိုင်မိုင်းရโอเคအိုးပြစီသွားပြီမှာစိန်ရောက်ရေဟုတ်တယ်ဟာကျွန်တော်တို့ကခံတော့ပရိုကြီးပဲအဲ့တော့ကျွန်တော်ဒီအပြားလေးပြင်repair လုပ်မရနဲ့ repair လုပ် okay အဲ့တော့ကျွန်တော်လေးဆောင်းနေတယ်ဟေ့လေးဆောင်းနေပြီကြည့်ကြပါဗျို့ကြည့်ကြပါတရားနေဟာတရားနေဘယ်လိုဖြစ်တာလဲလေးရ what the fuck ရေဝေးတဲ့ရောက်နေပြီကျွန်တော်တို့လေ no ပါပြီရေဝေးတဲ့ပါပြီထင်တယ်ရောက်လှည့်မရောက်လှည့်ကြကောင်းတယ်ဟုတ်တယ်လှည့်ကျွန်တော်မနိုင်တော့ဘူးထင်တယ်ဒီရေဝေး no ညဘက်ကြီးရောက်ပြီမိတက်1000ကျော်ဆိုတော့အဲ့ဒါဖြစ်မှာပေါ့ဟိုးရောက်ပြီကြရမယ်ဟုတ်ပါအောင်ငါရေဝေးတဲ့ပါတော့မယ် no ရှိုးလာနောက်ကလည်းရိုက်နေတယ် oh my god ဟုတ်ကြပါကွေးထားငါတို့မသေးသေးဘူးဟေးဘယ်လိုဟေးကောင်းနေလောက်တိုက်ရွှေ့ဒီမှာရွှေ့တော့ရွှေ့ဘယ်ရောက်ဟာဘယ်လိုလုပ်ပါခုဘက်ကလည်းတိုက်နေတော့ပါဦးသွားပြီတင်နေရောက်နေ no ဟိုကမှောက်သွားပြီငါကြားအေးကောင်းနေမောင်းတာတိုက်လို့မောင်းတာအာဟေးဒီကဲရောက်ရောကဲကျွန်တော်ကြောက်ပြီဒီကဲအောင်ကျွန်တော်ကြောက်ဒီဝဲဆက်ခဲ့ရပြီ no ဒီဝဲအိုးဒီဝဲနေပါတူတော့ပြီတဲ့ရောက်ဒီတော့ဟာတဲ့လေလို့ပြောတော့ကဲခေါ်လိုက်ရွေးပြီဟာတဲ့ငါသေးတော့မယ်ရောက်နေကောက်စောင်းကြအောင်ရောက်နေစောင်းပါဦးငါစောင်းကြပါဦးငါသေးတော့ပဲသူစပဲရှိရတယ် no ကမသိချင်သေးအာအေးသွားပြီကွာကဲကောင်းတာကျွန်တော်ကယ်ရရဗျာဘာလို့ဆိုတော့ကျွန်တော်ရှေ့ရတော့နည်းနည်းအတန်းကနည်းနည်းဆူသွားတယ်ပေါ့နော်အဲ့တော့အားလုံးပဲ sorry ပါဗျာကျွန်တော်မိုက်ကနည်းနည်း air တက်သွားလို့ပေါ့နော်အဲ့တော့ကျွန်တော်တကယ်ချင်းမဘန်လေးရှိကျွန်တော်ပြန်နိုးလာရဗျာအဲ့တော့ကျွန်တော်ရဲ့ဦးတဲ့ helmet လေးမြန်ယူက okay ဒီလည်းကြာသွားပြီဆိုတော့ကျွန်တော်တို့ရှာလေးတော့ချရအောင် let's go guys ချွတ်ရပါတော့ကျွန်တော်တို့ကလစ်ကမရှိတော့ဘူးဗျပြတ်သွားတယ်အဲ့တော့ကျွန်တော်အခုပြကျတော့တွေတော့ခုကျွန်တော်တို့တမောယူကြည့်အောင်ဗျာကျွန်တော်စုပ်ပြတ်တက်နေဗျာကျွန်တော်မနေ့စူးစမ်းရုံးကန်နေထားပါတော့ကျွန်တော်မှဟိုတွေ့ရနည်းနည်းပဲရှိဒီကောင်တွေကကျွန်တော်တကယ်ချင်းအကုန်လုံးသိတယ်ကျွန်တော်ကောင်တွေအကောင်တွေရှက်တက်ဘန်တိတ်သွားယူပါမှာဗျာအဆင်မပြေဘူးဗျကျွန်တော်တွေ့ရနည်းနည်းပဲရှိဗျာဘာသာတော့ကြည့်ဗျာအကောင်တစ်ချက်ပြင်ကျွန်တော်တွေ့ရတော်ရို့တယ်ဗျာငါကြည့်ကျွန်တော်တွေ့နဲ့ရောလာပြီတော့ဒီကောင်တွေပြည့်တာဒီဘုံလေးကြည့်မယ်လို့တော့ဒီဘုံလေးကကျွန်တော်ဖွင့်သွားတယ်ကျွန်တော်ယူလို့မရဘူးဗျာကြည့်အောင်အဲ့တော့ကျွန်တော်လည်းမနဲ့ပြီးဆိုတောင်တုံးဖို့တက်တယ်ဗောနော်တကယ်ကျွန်တော်ရဲ့အုံနောက်ကတကယ်ကောင်းတယ်ဒါမှနော်ရွှေအုံနောက်ဒီဟိုတက်ပြီးတော့ကျွန်တော်တွေလုပ်တယ်ပေါ်တက်ပေါ်ကနေကကျွန်တော်ကြည့်မယ်ပေါ့ကွာစဉ်းစားဟာအဲ့လိုပြတာအဲ့မဲ့ဘာသာလည်းမကြည့်ရတော့ဗျာဘယ်လိုဖြစ်သွားလဲဆိုတာ
တော့တချင်းတွေဖွင့်ပြီးတော့တဲမယ်တင်လာပါတကယ်တော့ကျွန်တော်သိသွားပါတယ်ကျွန်တော်တကောင်လေးမနိုင်မအောင်ဖွဲ့လိုက်ကြီးဆိုတော့အဲ့တော့အားလုံးပဲဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြကြတယ်တကယ်ချင်းအားလုံးကိုသိရှိပါတယ်ခင်ဗျာနောက်ဗီဒီယိုလေးလည်းပြန်လာဖို့စီစဉ်ရှိပါတယ်ကျွန်တော် channel ကို subscribe မလုပ်ရသေးရင်ဟိုဘက်လောက်ပါအဲ့တော့ bye bye နောက်ဗီဒီယိုနဲ့ပြန်ခဲ့ပါမယ်